တနေ့မှာတော့ဇူလျန်ဂျီယိုယင်ဆိုတဲ့အမျိုးသမီးကြီးဟာရေတွင်းကနေရေခတ်ဖို့ရေပုံးကိုလှမ်းယူမှရုတ်တရက်ထူးဆန်းတဲ့ရွှေရောင်နဂါးလေးတစ်ကောင်သူမရဲ့လက်ကောက်ဝတ်မှာလာပတ်ပါတော့တယ်ပြီးတော့အဲ့ဒီနဂါးလေးကလူလိုစကားစပြောလာပြီးအမေကြီးရဲ့ကျမကိုကယ်ပါဦးကျမမှာကိုဝင်နဲ့မို့ပါအနေရကင်းရင်ဒီကျေးဇူးကိုမူချဆက်ပါမယ်လို့တောင်းပန်ရှာပါတယ်နေ့အလင်းရောင်အောက်မှာတေချာကြည့်လိုက်တော့မှနဂါးလေးဟာတပိတ်လုံးခန့်တုတ်ခဲ့ပြီးဘိုက်ကလည်းပူလို့နေပါတယ်နဂါးမလေးကသူမဟာရွှေနဂါးရီအိုင်ကဖြစ်ပြီးနဂါးဆိုးတကောင်ကဂူကိုလူကခင်မုန်းဖြစ်သူကိုဖမ်းဆီးထားကြောင်းသူမလည်းဒဏ်ရာရထားလို့ကလေးမွေးတဲ့အထိအိမ်မှာခဏလောက်ဝက်ပေးထားဖို့ငိုယိုပြီးပြောပါတယ်ဇူလျန်ဟာငငယ်ရွယ်ရွယ်နဲ့မူဆိုးမဖြစ်ခဲ့ပြီးသားသမီးနှစ်ယောက်ကိုတကိုယ်တော်ရုံးကန်ကျွေးမွေးခဲ့ရသူမို့ခိုးကိုရမယ်ဖြစ်နေသူကိုမြင်ရင်မနေနိုင်တဲ့သဘောကောင်းသူပါဒါကြောင့်နဂါးလေးကိုတနာပြီးခါပုံးဆက်တဲ့ထက်ကအိမ်ကိုခေါ်လာခဲ့ပါတော့တယ်ဇူလျန်ဟာနဂါးလေးကိုမိမိအိမ်ကမိဖို့ဘေးကကောက်ရိုးအတိုက်ထဲမှာနှစ်ဆက်ရက်တိုင်တိုင်လှုပ်ဝက်ပြီးစံပြုံးနဲ့ကြက်ဥတွေခိုးကြွေးကပြုစုစောင့်ရှောက်ထားခဲ့ပါတယ်နှစ်ဆက်ရက်မြောက်နေရောက်တဲ့အခါမှာတော့အတိုက်ထဲမှာရွှေရောင်ဦးကိုလုံးဦးပေးထားပြီးနဂါးမလေးကတော့အယိုးပေါ်အရေးတင်မတက်ပိန်ချုံသွားခဲ့ပါပြီနဂါးမလေးကဇူလျန်ကိုသူမရဲ့အမွေနှစ်ရွှေရောင်အကြေးခွန်တစ်ခုပေးပြီးဒီအကြေးခွန်ကိုစောင့်ထားရင်ငွေနဲ့ပိုးမွားတွေအနားမလာနိုင်ပါဘူးတကယ်လို့ကျမ3ရက်အတွင်းပြန်မလာခဲ့ရင်ဝိုလုံတောင်ကဝိုလုံကြောက်တုံးပေါ်မှာဒီအကြေးခွန်ကိုတွားတင်ပေးပါလို့မှာကြားပြီးခင်မုန်းကိုကယ်ဖို့ပြက်ကွယ်သွားပါတော့တယ်လေးရက်မြောက်နေရောက်တဲ့အထိနဂါးမလေးပြန်မလာတာကြောင့်ဇူလျန်ဟာဥတွေနဲ့အကြေးခွန်ကိုယူပြီးဝိုလုံတောင်စီထွက်လာခဲ့ပါတယ်မိုးချုပ်ခါနီမှာရွှေနဂါးရီအိုင်ကိုရောက်ပြီးမှာထားတဲ့အတိုင်းအကြေးခွန်ကိုကြောက်တုံးပေါ်ကအပေါက်လေးနဲ့အဝင်ခွင်ကြထည့်လိုက်တဲ့အခါမှာတော့ဒဏ်ရာရထားတဲ့နဂါးမလေးဟာကြောက်ဆောင်ထဲကနေချက်ချင်းရုံထွက်လာပါတယ်အဲ့ဒီအချိန်မှာပဲအနောက်ကနေလေပြင်းမုန်တိုင်းတွေနဲ့အတူနဂါးနတ်ဆိုးကြီးကဇူလျန်စီကိုအရှိန်ဟုန်နဲ့ပြေးဝင်လာပါတော့တယ်ဇူလျန်လည်းဘေးနားမှာတန်ကြေချင်းခက်ခံထားရတဲ့ရွှေနဂါးကြီးကိုဖျက်ခနဲမြင်လိုက်ရတာကြောင့်အခြေအနေကိုရိပ်မိပြီးအသင့်ပါလာတဲ့ကန့်တန့်ဆေးမုံတွေကိုနဂါးနတ်ကြီးစီလှမ်းပတ်လိုက်ပါတယ်ဆေးမုံအရှိန်ကြောင့်နဂါးနတ်ကြီးမြေပြင်ပေါ်မှာလူလိတ်အော်ဟစ်နေတော့ရွှေနဂါးမောင်နှံကပူပေါင်းတိုက်ခိုက်ပြီးနဂါးဆိုးကိုနှိမ်နင်းလိုက်ပါတော့တယ်ဘေးရန်ကင်းသွားတဲ့အခါရွှေနဂါးမောင်နှံဟာလူအသွင်ပြောင်းပြီးဇူလျန်ကိုတူးထောက်လေးပြူကရွှေအိတ်တအိတ်လက်ဆောင်ပေးပါတယ်အဲ့ဒီရွှေတွေကြောင့်စီးပွားပြက်ပြီးကျွေးတင်နေတဲ့ဇူလျန်ရဲ့သားကြီးဟာကျွေးကြေပြီးစီးပွားပြန်တက်လာတယ်လို့တမီးငယ်လေးလည်းအိမ်မက်တက္ကသိုလ်တက်ခွင့်ရသွားပါတယ်နောက်ပိုင်းမှာဇူလျန်ဟာသားမြင့်မြင့်တွေနဲ့အတူပျော်ရွှင်စရာကောင်းတဲ့ဘဝကိုဖျက်ဆီးသွားခဲ့ရပါတယ်။သူမကတင်ခဲ့တဲ့နဂါးဦးကိုလုံးနေရာမှာနှစ်စဉ်ຫນွေဦးတိုင်းစိမ့်ဆိုတဲ့မျက်နှာလေးတွေပေါက်လာတတ်တယ်လို့အိမ်ကရေတွင်းကရေကလည်းအမြဲတမ်းချုံမြင်လို့နေပါတော့တယ်။